အောင်ကျော်ရဲ့ရန်ကုန်မျိုးကြီးကလည်းကြီးပဲဟဲ့ရှောက်လိုက်ရတာတင်တော့ပဲအဲ့ဂျမ်းမုံအိမ်ဟာနေသေးချာဖုံးဆက်ထားရလားတေးကြတယ်ငါမရတော့ငါဒီနားတစ်ထောင်နာမှဖြစ်ပဲဟဲ့ဒီရနေပြီးတော့ကားစီးသွားရင်ရောရောက်တယ်ရောက်ရင်ပြီးရောအမေသေတော့မယ်အမလေးကားရမြင်လာပါတော့နေပါဦးဂျမ်းမုံရဲ့လိမ့်စာအမလေးဟဲ့ဒီမှာသူပြောထားပါတယ်ဒီလိမ့်စာကလေဒါပေမဲ့ဒီကားမတိုင်ရနေစီးလို့ရှိရင်တော့သူတို့စီတော့တမ်းမရောက်တော့ဘူးဟောမဟုတ်ရောက်တယ်လို့ပြောထားတာဒီနံပါတ်ကိုစီးရမှာနေသေးကြတယ်နော်သေးကြတယ်အေးပြီးရောအဲ့ကားစီးရင်တော့ရောက်မှာပဲငါမောလို့သေးတော့မယ်ဟိုရောက်ရင်တော့အေးလေးပါလေးတိုက်ခိုင်းအောင်ပါဟုတ်ပါဟိုကားလားဟုတ်တယ်လာကျတက်မယ်လာမဟုတ်ခဏလေးဒီမှာအိတ်လေးကဒီနားချလိုက်တာဟာအိတ်တော့ဟိုအိတ်ကြီးလေးကြွားပါလားအိတ်ဟာဝက်စားလေးထက်တာပတ်စားအိတ်တွေရောအကောင်လုံးပါလာပြီတေးတော့မှာပဲအဲ့ထဲမှာအကုန်ပါသွားတာဒီနာဘယ်တော့မှချတာတော့ဒီမှာပဲချလိုက်တာလေဒီဟာလေငါ့ကိုလေတောမှာတမို့မြို့မှာတမျိုးငါ့ကိုလေအရင်ဒုက္ခပေးတယ်ကောင်းကဲလာပါတော်လေးပါရဲ့ဟာပါဝါပြီးသားပါဗျာအမကားလွတ်သွားအောင်လားတေးတော့မှာပဲရန်ကုန်လည်းပူတာပါပဲတော့ဟဲ့သွားမလုံးနဲ့အကုန်လုံးပန်းနေရအကုန်လုံးကြွေကြတော့နေခောက်တော့ရက်ချင်းချင်းနေစမ်းပါအော်သူတွေများလဲလို့ဒေါ်လေးနဲ့စီကိုတူကြီးဖြစ်နေရအောင်ဟုတ်ပါဂျမ်းပုတ်ကြီးညီတို့ရန်ကုန်ကလည်းရှုပ်ရှက်တယ်ကိုခတ်နေတာပဲဒီမှာညီလိမ့်စာလဲရှာလိုက်ရတာနတ်ကိုမွေးနေတာပါဂျမ်းပုတ်မရဲ့ဒေါ်လေးကလည်းဂျမ်းမုံမဟုတ်တော့ဘူးထရေစီဖြစ်သွားပြီဘာကြီးထရေစီအော်မတမဝေးညီတို့နာမည်မြို့နာမည်တွေပါဂျမ်းပုတ်ကဂျမ်းပုတ်ပဲပေါ့အမလေးမောတာဒေါ်လေးရဲ့တကောင်းလုံးကလည်းဖူးဖွေးလောက်ပြီးတော့အသက်ကလည်းဘလောက်မှမရှိသေးပဲနဲ့စိတ်ညစ်စရာများလို့လားဟုတ်လားအမလေးပြောမနေနဲ့စိတ်ညစ်စရာတွေကတော့ပြောမနေနဲ့ဒီကောင်အောင်ကျော်ပေါ့ဟောတွေ့လားခြေထောက်တွေကိုတင်ထားပြန်ပြီနင်းဆိုတာလေအဲ့ဒါပဲအဲ့ကောင်ဒုက္ခပေးလို့တူတယောက်ငွေထားတာလေတောမှာဆိုလဲတောမှာအရောက်မြို့မှာဆိုလဲမြို့မှာအခုပါလာတာလေဒီမှာအထောက်တွေအကုန်လုံးလူမသွားပြီဘာမှမရှိတော့ဘူးတင်းအခုလေဒီမှာမိမလိုချင်လို့တဲ့ရန်ကုန်လာပြီးတော့တောင်းပေးဆိုလို့အခုတက်လာတာမြို့ပေါ်ကိုမိမရတော့မလေးပြောမနေနဲ့နေ့ကိုပေးစားပြီးတခါလဲထားမခဲ့မှာအဲ့ဆိုဒေါ်လေးတော့မင်္ဂလာကိစ္စနဲ့လာတာပေါ့ဟုတ်ပါမင်္ဂလာကိစ္စနဲ့လာဒီလိုရတော့ဘယ်လိုဖြစ်မလဲဒေါ်လေးရဟဲ့ဒီလိုပုံစံမဟုတ်လို့ကျုပ်ကဘယ်လိုပုံစံလုပ်ရမှာတော့ဒေါ်လေးမှာစပင်လေးနဲ့မှောင်သွားအောင်တကိုယ်လုံးမှာရွှိုင်းမိလိုက်မယ်ကျုပ်ကိုရွှိုင်းပေးမှာဘယ်လိုရွှိုင်းမှာတော့ဟဲစပင်လေးတွေလည်းနဲ့သွားပြီအင်ကြီးဝစားလေးနဲ့အိုးလေးစားလိုက်တာဒေါ်လေးလာပါပြီဒေါ်လေးရလာပါပြီဟာဒေါ်လေးမဟုတ်ဘူးလေအန်တီဒေါ်နင်းစီမဟုတ်တော့ဘူးနော်အန်တီရိုစီဖြစ်သွားပြီဒေါ်နင်းစီမဟုတ်တော့ဘူးအန်တီရိုစီဖြစ်သွားပြီစပင်လေးတွေလည်းနဲ့လို့အိုးလေးလာလိုက်တာမင်္ဂလာကိစ္စသွားတယ်ဆိုတော့လေဒီလောက်တော့ဝစ်သွားရတယ်ဟုတ်တာပေါ့အေးဒါလေးပါယူသွားလိုက်ထွေစီရဲ့ကျေးဇူးများကြီးတင်ပါတယ်ကွယ်အန်တီရိုစီလာသွားပြီအောင်ကျော်ရေးသွားမယ်ဟေးသွားပြီနော်အောင်ကျော်ရေးသွားမယ်ဟေးမိမရတော့မေမိမရတော့မေညလည်းကြာလိုက်တာပြီးနေကြာလာနေပြီတောဆန်တာဟဲ့ကဲလာသွားမယ်ဖြစ်နေလေညီစမ်းပါရွာမလေးကပြောထားတာအခုဒီရောက်နေပြီလေရွာစရိကြိုက်ပြီနေနဲ့အဲ့လိုလေမေတ္တာပြစ်တာအော်အမကိုတောင်းလို့လာပြီအဲ့ဒီမနင်းစီဟုတ်ကဲ့အော်ကိုတောင်းကိုပြောရအောင်မယ်မနင်းစီကလေရွာမှာတော့ကတော့မနင်းစီပေါ့ဒါပေမဲ့မြို့ရောက်တော့လေလူကြီးစကားပြောနေလေတထိုးထိုးနေမြို့ရောက်တော့မြို့ကတူမလေးကပြောတယ်ညစီဆိုရင်တဲ့တောမှာကြတော့တဲ့တောနာမည်လေးပေါက်လို့တဲ့မြို့ရောက်တော့မြို့စတိုင်လေးတဲ့ရိုစီဆိုပြီးတော့နာမည်လေးပြောင်းပေးလိုက်တယ်ဟဲ့ငါနာမည်ဟုတ်လားဟုတ်တယ်ရိုစီတဲ့လားဟုတ်ပါရဲ့ရှင်အိုးလာလိုက်တာရိုစီရဲ့မဟုတ်ဘူးပါလေအခုလာရင်ကကျွန်တော်တို့နှစ်ယောက်ကိစ္စလေးတည့်ရလေမျက်ပါပြင်တာမရှိတော့အောက်ချတာလာလိုက်
ငါ့တူမအောက်စားလုပ်ပြလုပ်ပြလိုက်မယ်နော်မင်း ဟုတ်တာပဲတရားလေးအဲ့ဒါမမသိအာ sorry ပါကိုတောင်းရေဟုတ်ကဲ့ ရွာမှာမနှင်းစီဘဝတော်ကဆိုနေဟာသပင်လေးကတကောင်းလုံးဖွင့်ဆုပ်ခွာပြီးတော့အမတန်ရုပ်ဆိုးတယ်နော် Oh no ဟောအခုမနှင်းစီလေကြောက်ကြည်စမ်းသပင်လေးတွေကလည်းနှက်မှောင်ပြီးတော့ကျုံစံသားလေးတွေကလည်းအိုးနူးညံ့ပြီးတော့ပိုးသားလေးတို့ပဲနော်လှလာလိုက်တောင်လို့စီရဲ့ ကိုတောင်းကလည်းပြောတော့မယ် ကျွန်တော်တို့ကိစ္စ အိုးဘာဖြစ်နေတာတော့ငါ့ကိုလှတယ်ပြောတော့နေကစကားတွေဖြတ်ပြီးတော့ပြောနေအာဒီလိုကကိုတောင်းရဲ့ဟိုရွာမှာတော့ကလည်းကိုတောင်းရဲ့တူမလေးနဲ့နှစ်စီရဲ့တူလေးနဲ့ပေးစားဖို့ဆိုပြောထားတယ်မလားအဲကလေးတွေကိစ္စအတွက်ပဲလေအခုရောက်လာတာပါရှင်အဲ့ဒါကိုသွားလေးရမ်းလောနေတာဟဲ့ လို့စီ ရှာ ကလေးတွေကိစ္စအတားတာကိုတို့နှစ်ယောက်ကိစ္စကိုပဲအရင်ဆုံးဆွေးနွေးလိုက်ကြရင်မကောင်းလားလို့ ကောင်းတာပဲဟာလန့်တာဟေးတို့ရဘာဖြစ်တာတော့နေရလေနောက်ညီးနာပဲလူကြီးတွေကိစ္စအရင်လေကလေးတွေကိစ္စအတွက်လာတာဟိုကလေးတွေကိစ္စကိုပဲဦးစားပေးရမှာပေါ့လို့ကိုတောင်းရတယ်ဗျ ရဘူးကွာကိုတို့ကိစ္စပဲအရင်နော်လို့စီနော်လို့စီ ဘာလဲ လို့စီကိုလေကိုစတွေ့တယ်ရလေဟိုးစံစားလေးဟိုးချီပြားတီကိုကကြွေစင်းနေတာပါလို့စီရဲ့လို့စီကိုတို့အမြန်ဆုံးလက်ထက်ရအောင်နော် ကိုတောင်းရလေကဲလက်ထက်မဲ့ကိစ္စကြီးပဲပြောနေတယ်သူ့ကောင်းအပြင်မှာစပင်ဖြူတွေနဲ့ ဟုတ်တယ်လို့စီရဲ့ကိုအလုပ်တွေအရမ်းများပြီးတော့ဆိုင်မသွားပြစ်တာလို့စီထားနေလို့စီကကိုကအသက်4နှစ်တောင်ကြီးရနော် ဟုတ်တယ်လေ ကြည်အောင်စပင်လေးတွေကတကောင်လုံးနှက်မှောင်ပြီးတော့စံသားလေးတွေကနူးညံ့တာပဲ အဲ့ဒါလျှို့ဝှက်ချက်ရှိတယ်ကိုတောင်းပြောင်းမယ်ဟုတ်လားကဲဒီမှာစိုင်သွားစရာမလိုပဲနဲ့ကိုအိမ်မှာကိုမိနစ်20လောက်အချိန်ပေးလိုက်ရုံနဲ့အနဲ့လိုချင်သလားအညိုလိုချင်သလားအားလုံးပြည့်ပြည့်စုံသွားမယ်ကဲရော့ကဲလာပါရိုစီကိုယ်တိုင်စိုးပေးမယ် ယူရှိတို့မှာအနက်ရောင်လည်းရှိသလိုအညိုရောင်လည်းရှိပါတယ်ခုလျှော်ခုမယ်ယူရှိတို့လျှော်မယ် ပထမအချက်အနေနဲ့ဘူးထဲမှာပါတဲ့လက်အိတ်ကိုစွတ်ပြီးရင်လက်ဖွားတဲ့ကိုကာလာရှမ်ပူလေးကိုထည့်ပြီးအမြုပ်တွက်တဲ့အထိနှက်ဆက်အောင်ရောမွေပေးရပါမယ်ဒုတိယအချက်အနေနဲ့ကတော့ဆန္ဒအရင်ကိုအဓိကထားပြီးဆန္ဒအပြားကိုတေချာနှက်ဆက်အောင်လုပ်ပေးရပါမယ်ပြီးရင်တော့ကာလာရှမ်ပူလေးကိုမိနစ်20မှမိနစ်30ခန့်ထိထားလို့ရပါတယ်နောက်ဆုံးမှာတော့ရင်းနဲ့စေးကြအောင်ဆေးချလိုက်လို့ရပါပြီ